Street Fighter စကင်တွေဝယ်ဖောက်ရတာတကယ်ရောတန်ရင်လား Mobile Legends အနေနဲ့ Street Fighter event အသစ်ကြီးကိုပေးထားတာရက်လဲတော်တော်လေးရှိပြီဆိုတော့အခုကြည့်နေကြတဲ့သူတွေထဲမှာဖောက်ပြီးတဲ့သူတွေဖောက်ပြီးလို့တကောင်ရတဲ့သူရနှစ်ကောင်ရတဲ့သူရလေးကောင်လုံးရထားတဲ့သူတွေလည်းရှိကောင်းရှိနေနိုင်လောက်ပါပြီအဲ့လိုမျိုးဝယ်ပြီးတော့ရထားတဲ့အချိန်မှာတန်တယ်လို့ခံစားရလားဒါကြောင့်မလို့အပြင်တစ်လိုင်းကခက်ပြင်းပြင်းခက်တင်းတင်းနဲ့ဒီအကြောင်းလေးကိုဆွေးနွေးကြပါမယ် Street Fighter event ၄ကောင်စလုံးဟာအပြည့်ပြောစရာမရှိလောက်အောင်ပြည့်စုံတဲ့စကင်တွေလို့ပြောလို့ရပါတယ်ရှေ့မှာထွက်ထားခဲ့တဲ့ collaboration event အနေနဲ့မတူဒီ event ကပရိသတ်အကြိုက်ဆုံးဖြစ်အောင်လုပ်ပေးထားတာပါမွန်တိုးအနေနဲ့ဒီနှစ်ထဲမှာသူတို့ရဲ့ platform ကိုစွန့်ခွာလာတဲ့သူတွေများလာတယ်ဆိုတဲ့အချက်ကြောင့်မလို့အပျော်ဆွဲလေးဆွဲပြီးတော့ပြန်ခေါ်တာဖြစ်ပါတယ်ဘာကြောင့်မလို့ဒီလိုမျိုးအပျော်ဆွဲဆွဲတယ်လို့ပြောနိုင်ရတာလဲဆိုရင် Street Fighter event ကကျွန်တော်တို့တွေ bingo တွေဘာတွေတန်းစီရမလို့ဟိုဟာမတန်းလို့ဒီဟာမတန်းလို့ရချင်တာရှောက်ရဆိုတဲ့စကင်မျိုးလေးမဟုတ်ပါဘူးကိုပါတာကူဖောက်ပြီးတော့တိုကင်နေပြေးသွားလို့ရှိရင်ကိုကြိုက်တဲ့စကင်တကောင်လဲယူလို့ရတဲ့ event ပုံစံမျိုးပါပြောရရင် diamond ထည့်ပြီးတော့ဖောက်တဲ့သူတွေအတွက်ကိုလိုချင်တာကိုလိုချင်တယ်လို့ယူလို့ရတယ်ဆိုတဲ့ပုံစံမျိုးကြောင့်မလို့ပတ်စံတော်တော်ကိုရင်အောင်မှတန်တယ်လို့ပြောလို့ရတဲ့ event တွေမှာပါပါတယ်ဒါဆိုရင်ပတ်စံအကုန်မခံတဲ့သူတွေအတွက်ကိုတန်လားဆိုတော့တော်တော်တန်ပါတယ်ဘာကြောင့်လဲဆိုရင်မွန်တုံးကဘာတွေသဘောကောင်းလို့များဒီလောက်ပေးတာလဲမသိ free ticket ကြီးပဲ90ကျော်တောင်ပေးတာမဟုတ်လို့ပါဆိုတော့ကျွန်တော်တို့ဒီ free ticket တွေရဖို့အတွက် recharge လုပ်တဲ့ diamond အရေးအတွက်အပြင်ကမှအဲ့ဒီ token တွေအားလုံးနဲ့ပေါင်းပြီးတော့စိတ်ရှိလက်ရှိနဲ့စောင့်ပြီးတော့ဖောက်တဲ့အခါမှာတေချာပေါက်တကောင်ကတော့ရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲ diamond ကိုလိုတလောက်ထည့်ပြီးတော့ကိုစိတ်ကြိုက်ဖောက်ပြီးကိုစိတ်ကြိုက်ယူခြင်းတဲ့အချိန်ယူမယ်ဆိုတဲ့သူတွေအတွက်ကတော့ diamond အလုံးရေ9000ထပ်ပို့ပြီးတော့လိုပါလိမ့်မယ်အဲ့လိုမဟုတ်ဘူး free ticket နှစ်ခါဆောင်ပြီးတော့ဖောက်မယ်ဆိုရင်တော့အဲ့လောက်ကုန်ချင်မှကုန်မှာပါအကြောင်းအရာကိုပြန်ပြီးတော့ဆက်ရမယ်ဆိုရင်ဒီစကင်တွေကအဲ့လိုမျိုးဖောက်ရတာဆောင်ပြီးတော့ယူရတာတန်ရင်လားဆိုရင်တော့တကယ်တန်ပါလိဘာကြောင့်ဒီလိုပြောတာလဲဆိုတော့မွန်တိုးအနေနဲ့ဒီတစ်ခါမှလုပ်ပြီးထားတာကပေါ်ပေါ်ပေပေ collaboration မဟုတ်ပါဘူး Street Fighter ဆိုတာ versus fighting game နဲ့မှာတော်တော်လေးကိုမှဩဇာအာဏာကြီးတဲ့ game ဖြစ်တဲ့အပြင် fan base အရန်တောက်ပါတယ်ရှေ့မှာတော့ကကျွန်တော်တို့မြင်ခဲ့ဘူးတဲ့ King of Fighter KOF စကင်နေနဲ့ဆိုရင်ဒီ Street Fighter စကင်တွေကတော့မှပို့ပြီးတော့ကောင်းတယ်လို့ပြောရမှာပါဒါကလည်းပဲ KOF ဟာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကထွက်ခဲ့တဲ့ event တစ်ခုဖြစ်ပြီးဒီ event ကကြတော့အခုခေတ်နီးပညာမြင့်တဲ့အချိန်မှာထွက်လာတာမို့လို့အသေးစိတ်တွေကစပြီးတော့တော်တော်ပြည့်စုံတယ်လို့ပြောလို့ရနေတာပါ KOF တွေလည်းသူပါတာသူကောင်းနေပေမဲ့ Street Fighter ရဲ့ quality အရေးအသွေးကိုတော့မှတ်မိတာအမှန်ပါပဲ Street Fighter event မှာအတန်ဆုံးစကင်နှစ်ကောင်ရှိပါတယ်အဲ့တော့ကတော့ချောင်ရဲ့ကန်စကင်နဲ့ Guinevere ရဲ့ချွန်လီစကင်မှာဒီနှစ်ကောင်ကဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ယူကိုယူသင့်တဲ့စကင်တွေလို့ပြောလို့ရပါတယ်ဒါဆိုရင်ကျန်တဲ့နှစ်ကောင်ကသုံးစားလို့မရဘူးမယူသင့်ဘူးလားလို့မေးလို့ရှိရင်ကျန်တဲ့နှစ်ကောင်ကလည်းယူသင့်တဲ့ထဲမှာပါပေမဲ့ကိုတကယ်ကြိုင်မှယူသင့်ပါတယ်တကောင်ကပတ်ကွီတိုဖြစ်တယ်လို့တကောင်ကကြတော့ Dairo ပါပတ်ကွီတိုလို hero မျိုးကကြတော့ experience လိမ့်မှာကျန်တဲ့ fighter ဖြစ်ပေမဲ့လူတိုင်းဒီပါမကင်တတ်ကြပါဘူးနောက်ထပ် Dairo ကကြတော့လည်းပဲ O hero ဖြစ်တဲ့အပြင်ကိုမှလေကင်းရောက်တဲ့အခါမှာ impact ကနေလာတာမို့လို့အများကြီးအရွေးချယ်မခံရတဲ့ hero တွေမှာပါပါတယ်ဒါကြောင့်မလို့လူကြိုက်လေးများသလိုမန်တာထဲမှာလည်းအမြဲလိုရှိနေတဲ့နှစ်ကောင်ဖြစ်တဲ့ချောင်းနဲ့ Guinevere ရဲ့ Street Fighter စကင်တွေကိုယူဖို့အတွက်ပြောတာပါကိုကြိုက်တာကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဒီစကင်တွေကိုတန်စီတယ်လို့အဓိကခံစားရစေတဲ့အချက်ကိုပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့ KOF စကင်ရဲ့ aura လိုမျိုးပဲဒီ Street Fighter စကင်တွေမှာလေးပဲ aura ရှိနေတာပါ Guinevere ရဲ့ Chun-Li စကင်ဆိုရင်ကြည့်လိုက်ပါနည်းနည်းနော်ကြီးမဟုတ်ပါဘူးတလုံးတစ်ခဲကြီးပါပဲမဟုတ်တာတွေလည်းမထင်ပါနဲ့။သူ့ရဲ့စကင် effect တွေထည့်ပေးထားတဲ့ပုံစံစပယ်သုံးတဲ့ပုံစံတွေ visit ချတဲ့ပုံစံတွေဒါတွေကို effect တွေပေါ်ပေါ်တီတီနဲ့အသေးစိတ်လုပ်ပေးထားတဲ့ effect အကိတ်ကြီးပါတဲ့စကင်လို့ဆိုလိုချင်တာပါ။ချောင်းစကင်ကတော့ဘာကြောင့်ယူသင့်နဲ့ဘာကြောင့်တန်နေဆိုတာမျိုးတွေပြောစရာမလိုပါဘူး။ချောင်းစကင်ဘလို့အစ်စ်ပဲထွက်နိုင်ငံတော် hero ဖြစ်တာမို့လို့မကင်ကြတဲ့သူတွေကတော့မှလိုချင်တာဖြစ်ပါတယ်။ effect တွေစုပ်ပြတ်တက်ပြီးဘာမှသုံးစားမရဘူးဆိုလေယူကြတာပါပဲ။အဲ့လိုမျိုးမျက်စိစုံမိတ်ပြီးတော့ယူနေလို့သာဖြစ်ပေမဲ့ချောင်ရဲ့စကင်ကဒီ Street Fighter event ထဲမှာတိတ်မတန်တဲ့စကင်လို့ပြောရမှာပါ။ effect တွေကအရန်ကြီးကောင်းနေတာမျိုးမဟုတ်ဘဲနဲ့ရှေ့ကထွက်ထားခဲ့တဲ့ epic စကင်တွေလောက်အရေးအသွေးလိုပဲခံစားရလို့ဖြစ်ပါတယ်။ဒီလိုမျိုးခံစားမိတာကျွန်တော်တယောက်တည်းလေးဟုတ်ချင်မှာဟုတ်မှာပါ။သဘောတူတဲ့သူတွေလည်းရှိပါလိမ့်မယ်။ overall အနေနဲ့ပြန်ပြီးပြောရမယ်ဆိုရင် Street Fighter စကင်တကောင်လောက်ကတော့ယူကိုယူသင့်ပါတယ်။ရစီခြင်းတဲ့အတွက်လည်းမွန်ဒွန်ဘက်ကတကူတကကြီးကိုပဲ free ticket ကို90ကျော်ကြီးတောင်မှပေးထားတာပါ။လက်ရှိ player တွေစီကပြန်ကြားထားတဲ့စကားတွေအရ review တွေအရတော့ဒီ Street Fighter စကင် series ဟာဒီနှစ်အတွက်အကောင်းဆုံး collaboration event လို့တော့မှဆိုကြပါတယ်။ကျွန်တော်ရဲ့ personal အမြင်အရတော့အကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှလူတိုင်းနီးပါးဒီလိုမျိုးတန်ဖိုးရှိတဲ့ aura ရှိတဲ့စကင်တကောင်ကိုပိုင်ဆိုင်ခွင့်ရဖို့မွန်ဒွန်ကဖန်တီးပေးထားတာမို့လို့အလကားရတဲ့နွားသွားဖျဲပြီးတော့မကြည့်နဲ့ဆိုတဲ့စကားအတိုင်းပဲသွားဖျဲမကြည့်တော့ပါဘူး။အဆင်ပြေတယ်လို့ပဲပြောချင်ပါတယ်။
အဲ့တော့ပရိသတ်တွေကဖောက်ထားပြီးတော့လက်ရှိကင်နေရတဲ့အချိန်မှာရောဘယ်လိုခံစားချက်မျိုးရှိလဲကင်ရတာတန်တယ်လို့ထင်လားဖောက်လိုက်ရတာတန်တယ်လို့ထင်လားနည်းနည်းပါးပါးဝေဖန်လေကန်ပြီးတော့ဆွေးနွေးခဲ့ကြပါဦးအပြင်းတိုင်းကဘင်းတော့ဘင်းပေးခြင်းပေမဲ့ဘင်းစရာမရှိတဲ့အရာဖြစ်နေတာမို့လို့နောက်ထပ်ဘင်းစရာရှိတဲ့အခါကြမှာပဲအကုန်လုံးကိုဘင်းကျင်အကုန်လုံးနဲ့အတူတူဘင်းကျင်တယ်လို့ပြောရင်ပဲဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ပြီးတော့တွေ့ကြမယ်ဗျမွန်တွင်းကိုခတ်တင်းတင်းနဲ့ခတ်ပြင်းပြင်းလေးဘင်းပေးမှမလို့အပြင်းခံရတာတွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးနဲ့ TikTok account ကိုလည်းပဲ like and follow subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးဗျ